အမေရိကအသံ VOA သတင်းဌာနရဲ့တမိုင်းကြောင်းစိတ်ဝင်စားစရာအချက်လက်တွေနဲ့လက်ရှိအခြေအနေတင်ဆက်ပေးလိုက်ပါတယ်။အမေရိကအသံ VOA ရဲ့တမိုင်းကြောင်းကတော့အမေရိကန်အသံ VOA ကိုဒုတိယကမ္ဘာစစ်အတွင်းမှာ1942ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာဝင်ရိုးတန်းနိုင်ငံတွေရဲ့ဝါဒဖြန့်ချိမှုတွေကိုတံပြန်ဖို့အတွက်တည်ထောင်ခဲ့တာပါပထမဆုံးထုတ်လွှင့်မှုမှာဂျာမန်ဘာသာနဲ့စစ်ပွဲအကြောင်းအမှန်တရားတွေကိုပြောပြမယ်လို့ကတိပေးခဲ့ပါတယ်အစပိုင်းမှာအမေရိကန်ပြည်ပသတင်းအချက်လက်ဝန်ဆောင်မှုရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့စတင်ခဲ့ပြီးနောက်ပိုင်းမှာတော့စစ်အေးတိုက်ပွဲအတွင်းမှာအမေရိကန်ရဲ့ပြည်သူ့တန်တမာရေးကိရိယာအဖြစ်အဓိကနေရာကနေပါဝင်ခဲ့ပြီးတန်မဏိကလန့်ကနောက်ွယ်ကနိုင်ငံတော်ဒီကိုစဉ်းစားမဖြတ်ထားတဲ့သတင်းတွေကိုထုတ်လွှင့်ပေးခဲ့ပါတယ်ဒုတိယကမ္ဘာစစ်အဆုံးမှာ VOA ဟာဘာသာစကား40နဲ့ထုတ်လွှင့်နေပြီးဆယ်စုနှစ်တွေအတွင်းကမ္ဘာအနှံ့ကိုသူ့ရဲ့ရောက်ရှိမှုကိုတိုးချဲ့ခဲ့ပါတယ်VOA ရဲ့ရုံးချုပ်ကတော့ဝါရှင်တန် DC မှာရှိပြီးအမေရိကန်ကမ္ဘာလုံးဆိုင်ရာမီဒီယာအေဂျင်စီလက်အောက်မှာလုပ်ကိုင်ပါတယ်ဘာသာစကား90နီးပါးနဲ့အကြောင်းအရာတွေကိုထုတ်လုပ်ပြီးသတင်းစာလွတ်လပ်ခွင့်ကန့်သတ်ထားတဲ့နိုင်ငံတွေကပရိသတ်တွေအတွက်အရေးကြီးတဲ့သတင်းရင်းမြစ်တစ်ခုဖြစ်ပါတယ်VOA နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအချက်လက်များကတော့ပထမဆုံးထုတ်လွှင့်မှုဟာ The Battle Hymn of the Republic တခြင်းနဲ့စတင်ခဲ့ပြီးသတင်းကောင်းဖြစ်စေမကောင်းဖြစ်စေအမှန်တရားကိုပြောပြမယ်လို့ကတိပေးခဲ့ပါတယ်စစ်အေးတိုက်ပွဲအတွင်းမှာ VOA ရဲ့ Jazz အစီအစဉ်တွေဥပမာ Voice of America Jazz လိုဟာမျိုးတွေဟာလူမျိုးရေးဆိုင်ရာတန်တမာရေးကိရိယာတွေဖြစ်လာပြီး Louis Armstrong နဲ့ Joe Ellington လိုအမှုပညာရှင်တွေရဲ့တခြင်းတွေကိုထုတ်လွှင့်ပေးခဲ့ပါတယ်1969ခုနှစ်မှာNeil Armstrong ရဲ့လပေါ်ဆင်းသက်မှုကို VOA ကထုတ်လွှင့်ပေးခဲ့တဲ့အခါကမ္ဘာတဝန်းမှာလူပေါင်းတန်း800လောက်ကြည့်ရှုခဲ့ကြတယ်လို့ခန့်မှန်းရပါတယ်။ VOA ဟာ1950ပြည့်နှစ်တွေတုန်းကအမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့သင်္ဘောတစ်စီးကိုမိုဘိုင်းထုတ်လွှင့်ရေးစခန်းအဖြစ်အသုံးပြုခဲ့ပူပါတယ်။လက်ရှိအခြေအနေကတော့2025ခုနှစ်အထိ VOA ဟာရေဒီယို TV နဲ့ Digital Platform တွေကနေတဆင့်ကမ္ဘာတဝန်းကအပတ်စဉ်နားဆင်သူတန်ပေါင်း354ကျော်ကိုဝန်ဆောင်မှုပေးနေပါတယ်။ဒါပေမဲ့နိုင်ငံရေးဝင်ရောက်ဆွတ်ဖက်မှုနဲ့ရန်ပုံငွေဖြတ်တောက်မှုတွေကြောင့်စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒုတိယ Trump အစိုးရလက်ထက်မှာခေါင်းဆောင်မှုပြောင်းလဲမှုတွေကြောင့် Editor အပေါ်လွတ်လပ်မှုအပေါ်စိုးရိမ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။မကြာသေးခင်က2025ခုနှစ်မတ်လ14ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့အမှုဆောင်မိန့်တစ်ခုကြောင့် VOAဝန်ထမ်းအများစုကိုအရေးယူပြီးဘတ်ဂျက်ဖြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒါကြောင့်ဘာသာစကားတချို့မှာပုံမှန်အစီအစဉ်တွေအစားတခြင်းထုတ်လွှင့်မှုတွေဖြစ်လာခဲ့ပါတယ်။ဒီစိန်ခေါ်မှုတွေကြားထဲက VOA ဟာကမ္ဘာတဝန်းကပရိသတ်တွေကိုတိကျပြီးဗတ်မလိုက်တဲ့သတင်းတွေပေးပို့ဖို့ဆိုတဲ့သူ့ရဲ့ရည်မှန်းချက်ကိုဆက်လက်လှုပ်ဆောင်နေဖြစ်ပါတယ်